ဗုဒ္ဓင်္စာဓမ္မင်္စာသံဃင်္စာတရဏံကတောသတ္တရိရိယသစ္စာနိသမ္မာပညာယပတ္တိဣတံခောတရဏံခေမံဣတံတရဏမௌဒ္ဓမံဣတံတရဏမဂံမတဗ္ဗဒုက္ခပမုဇ္ဇရေယောစာကျင်သူသည်ဗုဒ္ဓင်္စာသင်္ချေလေးရတသိန်းက၌ဆေယပါရမီစုံညီအပြား30အနှင့်စွန့်ခြင်း5ပါးစရိယာတရားတို့ကိုပြည့်ကျင့်တော်မူသောဗုဒ္ဓင်္စာမြတ်စွာဘုရားကို၎င်းဓမ္မင်္စာမလိတံပိုလိတံနိဗ္ဗာန်ပရိယ7ပါးသောတရားတော်မြတ်ကို၎င်းသံဃင်္စာအရိယာ8ဖောသံဃာတော်ရှင်မြတ်ပေါင်းကို၎င်းတရဏံတရဏံဣတိဆင်းရဲကိုဖြောက်ချမ်းသာကိုဆောင်စေနိုင်သောကြောင့်ကိုယ်ွယ်ရာဟု၍စိကပါကုန်၏သောထိုယရဏမြတ်သုံးပါးကိုစိကသောပုဂ္ဂိုလ်သည်သတ္တရိရိယသစ္စာနိအရိယတို့သိရသောသစ္စာ၄ပါးတရားကိုသမ္မာပညာယကောင်းမြတ်သောပညာဖြင့်ပတ္တိမြင်နိုင်၏ဣတံတရဏံဤရဏမြတ်သုံးပါးကိုကိုယ်ွယ်ခြင်းသည်ခေမံဘေးရန်အတွေ့အတွေ့အန္တရာယ်ဝေကြောင့်ကောင်းမြတ်လှပါပေ၏ဣတံတရဏံဤရဏမြတ်သုံးပါးကိုကိုယ်ွယ်ခြင်းသည်ဥဒ္ဓမံတန္တရာမှထွမြောက်ကြောင်းအကောင်းဆုံးကိုယ်ွယ်ခြင်းမြည်ပါပေ၏ဣတံတရဏံဤရဏမြတ်သုံးပါးကိုကိုယ်ွယ်ခြင်းကိုအာဂမအကြောင်းပြု၍သဗ္ဗဒုက္ခပေဝိစာရှိသည်များကုန်အလုံးစုံသောဆင်းရဲမှုအပေါင်းတို့မှာပမုဇ္ဇရိပမုဇ္ဇံတိကင်းလို့ကြရလေကုန်တည်းဒီကဲ့သို့ဓမ္မပဋ္ဌာပါဠိလာရှိသည်နှင့်အညီယရဏမြတ်သုံးပါးတို့အားရှိခိုးပူဇော်ရသောအင်္ဇလိပနာမဂါရဝမင်္ဂလာမဟာကုသိုလ်သောစေရနာတို့ကြောင့်အနိဋ္ဌာဗေဒံယမံခတ်သိမ့်မကောင်းမှုမှန်သမျှကင်းပါချုပ်ငြိမ်းကြကုန်သည်ဖြစ်၍အလိုရှိအပ်တောင်းတအမြတ်တို့အပ္ပစင်အပ်သောဒုက္ခခတ်သိမ့်ငြိမ်းအေးရမှန်မြတ်နိဗ္ဗာန်ကိုချမ်းသာသောကိုကျင့်တရားလင်းမြန်သောအသိဉာဏ်တို့ဖြင့်လွယ်ကူစွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ကိုရှိစေနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တ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 ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာ
တရဏဂမနံပရိဘုံနံပြောင်းသူတော်ကောင်းတို့ဒုံမေကိုပါတိလ၌တည်ကြသဖြင့်သီလဝန္တာဖြစ်ကြကုန်သောသင်္တကာရကမအပေါင်းသူတော်ကောင်းတို့သည်ပမာရောမိလျောပောစာခြင်းသည်ဆင်းရဲခြင်းအကြောင်းအပမာရောသမမိမလျောမပေါ့မစာခြင်းသည်သာချမ်းသာခြင်းအကြောင်းဟူ၍ယထာဗုဒ္ဓံဟုတ်တိုင်းမှန်စွာဝိဇ္ဇာနိတဝဉာဏ်ဖြင့်သိမြင်၍အပမာဒေနာမမိမလျောမပေါ့မစာအပမာဒခေါ်ညာတတိတရားဖြင့်သံပါတိထကိုစီကိုငှမလိုရအောင်ပြည့်စုံနိုင်ကြပါစေကုန်သတည်း1366ခုတကူလာဇန်9ရက်နေ့မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ဖားအောက်တော်ရာမေတ္တာဝိဟာရီဓမ္မယုံကြီးမှာဥပုသ်တရင်စောင့်သုံးတရားဘာဝနာပွားများအားထုတ်ကြတဲ့တရားရကမအပေါင်းသူတော်ကောင်းတို့ကိုသင်္ကြန်အကျိုးတရားအနေနဲ့ဟောကြားအပ်တဲ့ဥပရိပန္နာတပါဠိတော်လာဓာတုဝိပင်ကသုတ်တံတရားဒေသနာတော်တရားဒေသနာတော်ကိုမဟောကြားခင်တရားပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားသခင်ကိုပါရမီတော်လာဂါထာလေးနဲ့ပူဇော်ကြရအောင်ပရိသတ်အပေါင်းသူတော်ကောင်းတွေတတ်နိုင်သလောက်မြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်ကိုအာရုံယူကြပေါ့ဒါရကဝိယသကုဏိမန္တာနိသာမဟာပထဝီလောဟိတံသမုဒ္ဒောတကံအထိန်တိနေရုတာတိတံဧတာတိတံဇဟိတဝါနာပုရိတိဒတပါရမီကာရုဏီကောတတ္တဝဝိနိမြာကိုခြေတို့ကဲမြည်သူဝေဘေရိကဝိုင်းအောင်ယံစုရေအစုံဆုံးမို့ကျင်နာဘုံအေရွှေညံတော်မျောတွေလျက်ကိုယ်ရေကိုယ်ရာလိုမဟာကရုဏာတွေလွန်စွာပို့လှစွာသောမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးသည်သတ္တနံတာရဏတယသန္တရာကျော်တမျောမျော၌အတောမတဒုက္ခထလျက်ဟိကြပေယေတတ္တဝါတွေကိုခေမာတောင်ကံနိဗ္ဗာန်သို့ပြောင်းတန်းလွယ်ကူပို့ဆောင်တော်မူခြင်းငှာဒါရကဝိယသကုဏိဟိုထကောင်းခင်ဘောကျဲစဉ်သို့တွေ့လျင်မရမြောင်များလာသည့်မျက်လုံးတော်အစုံတို့ကို၎င်းမဟာပထဝီမန္တာနိစ2,400,000ဒူပေါင်းများသည့်မဟာပထဝီသို့တွေ့ညီများပြကိုအသားတော်တို့ကို၎င်းလောဟိတံသမုဒ္ဒောတကံသမုဒ္ဒရာယေမကလေသည်နီနီထွေးထွေးကိုအသွေးတော်တို့ကို၎င်း
အထိန်သည်နေရုတတိတံမြင့်မိုးတောင်းမင်းမကလျင်သည်အတွင်ဒီမျိုးကိုယူတော်တို့ကို၎င်းစဟိတဝနာနှမျောမတွန်ရရဆက်ဆက်ကြည်စွန့်လျက်သာလျင်ပါရမီဖျားပြည့်ရန်အကြောင်းကံဟုဆေရန်ဆုံးကြီးပါရမီတော်တို့ကိုဘုရေတိမဆုတ်မနစ်အာတိလုံးလဝါယမဖြင့်နေညာမသွေပြုစုစည်းဘူးတော်မူခဲ့ပါပေသည်တကားတေထိုဖျားပြပုံယုံကြည်ပေတော်သင်သူတော်ကောင်းအပေါင်းတို့သည်ဇယမင်္ဂလံတွင်ပါနှစ်တန်းယမံအပေါင်းအောင်ညောင်းအောင်ရမင်္ဂလာသည်ဟောတုယနေ့ယခုအစပြု၍စုစုကုန်လုံးပြည့်စုံနိုင်ကြပါစေကုန်သတည်းသင်္ကြန်တာကူးပြောင်းခြင်းလို့အ내အဓိပ္ပာယ်ရပါတယ်။ဘာဒီကူးပြောင်းတာလဲပက္ခဒိဏနေ့ရက်တွေကိုရေတွက်ခြင်းဆိုတဲ့1366ခုဆိုတဲ့ရက်ကိုလကိုနှစ်စားပြီးတော့ကူးပြောင်းလာတဲ့နှစ်ဟောင်းကနေပြီးတော့1369ခုဆိုပြီးကူးပြောင်းမှုအတွက်နှစ်ခုဆိုပြီးပြင်ဆင်ကြတဲ့အချိန်ကာလမှာမိမိတို့ရဲ့နှစ်ဟောင်းကအညစ်အကြေးတွေကင်းဝေးစင်ကြယ်ပါစေကြောင်းဆုတောင်းပန်ထွားပြီးတော့ခလေးတွေတွေးကြတဲ့ပုဂ္ဂိုလ်တွေကတော့တယောက်နဲ့တယောက်ရေစင်ရေအေးလေးတွေသွန်းလောင်းပြီးတော့ရေကစားကြတယ်ဒါကခလေးတွေလှုပ်တဲ့အလုပ်ဒါတဲ့နည်းနည်းလေးအတိတရားတိုးပွားတဲ့ပုဂ္ဂိုလ်တွေကနှစ်သက်ကိုကုသိုလ်ဒါနတွေနဲ့ပြောင်းကြမယ်ဆိုပြီးတော့အလှူဒါနကောင်းမှုကုသိုလ်တွေပြုကြတယ်ဒါတဲ့ရင့်ကျက်မှုရှိကြတဲ့ပုဂ္ဂိုလ်တွေကဒါနဆိုတာသီလချမ်းရံပြီးအခြေခံကောင်းပါမှအကျိုးကြီးမားတယ်ဒါကြောင့်မို့လို့ကာယကံသီလတွေစင်ကြယ်အောင်ဝစီကံတွေစင်ကြယ်အောင်တို့သီလတရားတွေပါစောင့်သုံးကြမယ်ဆိုပြီး5ပါးသီလကအစပြုပြီးတော့10ပါး9ပါး10ပါးနိုင်သလောက်စောင့်သုံးကြတယ်ဒါတဲ့တဆင်းမြင်မာတဲ့ပုဂ္ဂိုလ်တွေကတော့တို့ကာယကံဝစီကံတွေစင်ကြယ်ယုံမျှမကပဲနဲ့နှစ်ဟောင်းကအညစ်အကြေးတွေအကုန်လုံးကင်းဝေးစင်ကြယ်သွားအောင်တို့ရဲ့မနောကံလေးတွေကိုဖြူစင်သွားအောင်ဘာဝနာရည်ချမ်းလေးတွေနဲ့ဆေးကြောကြမယ်တရားရည်အေးအမြိုက်ဆေးလေးတွေနဲ့တို့ဟာဆေးကြောကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့9ပါးသီလတွေစောင့်သုံးပြီးတော့မေတ္တာဘာဝနာရည်ချမ်းလေးတွေပက်ပြန်ပြီးတော့ခတ်သိမ်းကုန်သောတတ္တဝါအပေါင်းတို့သည်ဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေကြံကြံမာမာချမ်းချမ်းသာသာဖြင့်မိမိခန္ဓာဝန်ကိုရွတ်ဆောင်နိုင်ပါစေလို့မိမိတို့ရဲ့ဘာဝနာရည်ချမ်းလေးတွေနဲ့စိတ်အစဉ်ကိုဆေးကြောကြတယ်ဒီလိုဆေးကြောကြတဲ့ပုဂ္ဂိုလ်တွေထဲမှာကူးပြောင်းခြင်းအစစ်နဲ့ကူးပြောင်းသွားတဲ့ပုဂ္ဂိုလ်တူကိုနမူနာထုတ်ပြီးတော့ပြောပြရရင်တော့ဒီဓာတုဝိပင်ကသုတ်တံဖြစ်ပေါ်လာစေတဲ့ပုဂ္ဂိုလ်ပက္ကုတာတိအမျိုးကောင်းသားကိုအကြောင်းထေရုပ္ပတ္တိအနေနဲ့အခြေခံရမှာပဲမြတ်စွာဘုရားသခင်ပွင့်ထွန်းပေါ်ပေါက်တော်မူမဲ့အချိန်ကာလပတ်ဝန်းကျင်လို့ခန့်မှန်းရမှာပေါ့ဒီအချိန်ကာလမှာတက္ကသိုလ်ပြည်ရှင်ပက္ကုတာတိရှင်မြင်းကြီးရဲ့လို့ဘုံကံအင်မတန်ကြီးမားတဲ့ရှင်မြင်းကြီးတစ်ပါးရှိခဲ့တယ်သူ့ရဲ့တိုင်းနိုင်ငံဟာ12ယူဇနာကျယ်ဝန်းသလိုစီးပွားဥစ္စာယရနာရွှေငွေအလျံပယ်ပြည့်စုံစစ်သည်ဘိုးဘအင်အားအင်မတန်များပြားတဲ့ရှင်မြင်းကြီးတစ်ပါးဖြစ်တယ်သူ့ရဲ့တိုင်းနိုင်ငံကဂုံတွေအယက်တစ်ပါးဝေးကွာစွာမိုင်200ကျော်ဝေးတဲ့ခရီးတွေကိုပင်လျင်တွားရောက်ပြီးတော့ဂုံကူတန်ရောင်းဝယ်ကြတဲ့အခါ
ရာဇကြိုပြည့်ရှင်ဘယင်ပိမိတာရရှင်မင်းကြီးကလည်းပဲထိနှံအုပ်ချုပ်မင်းလုံနေတဲ့အချိန်ကာလဂုံတယ်တွေကပိမိတာရရှင်မင်းကြီးထံတွားရောက်ဖို့မျောလက်ဆောင်ပန်းနာတွေဆက်တာတက္ကသိုလ်ကြီးကလာရောက်တဲ့အကြောင်းပြောကြတော့တင်တို့တက္ကသိုလ်ကြီးမှာရှိနေတဲ့ရှင်မင်းကြီးဟာအသက်အရွယ်အားဖြင့်ဘယ်အသက်အရွယ်မှာရှိပြီလဲမေးလိုက်တဲ့အခါကျတော့မိမိနဲ့အသက်အရွယ်အားဖြင့်လည်းအတူတူဖြစ်နေတယ်စစ်သည်ဘိုးဘအင်းအားတွေကိုမေးကြည့်လိုက်တော့လည်းပဲမိမိနဲ့မတိမ်မယိမ့်ပဲတိုင်းနိုင်ငံရဲ့စီးပွားဥစ္စာတွေကိုမေးကြည့်လိုက်တော့လည်းအင်မတန်မှကောင်းမြတ်တယ်ဒါကြောင့်မလို့စိတ်ဝင်စားပြီးတော့သင်တို့ရဲ့နိုင်ငံမှာရှိနေတဲ့ရှင်မင်းကြီးဟာမင်းညင်တရား10ပါးနဲ့အညီတိုင်းသူပြည်သားလူအများကိုစိုးမိုးအုပ်ချုပ်မင်းလုပ်ပါရဲ့လားမေးလိုက်တော့အရှင်မင်းကြီးရာဇရန်10ပါးမင်းညင်တရားနဲ့အညီတိုင်းနိုင်ငံကိုစိုးမိုးအုပ်ချုပ်မင်းလုပ်ရုံမြမကပဲနဲ့သတ္တမေဒပုရိသမေဒတမ္မပါတာဝါစာပေယအစရှိတဲ့ရာဇသင်္ကဟတရား၄ပါးနဲ့လည်းပဲတိုင်းသူပြည်သားလူအများကိုရင်ဝယ်သားပမာစောင့်ရှောက်ပါတယ်ဆိုပြီးလျှောက်ထားလိုက်တော့ဝမ်းသာလိုက်တာသတ္တမေဒဆိုတာကတော့ကောက်ပဲသီးနှံအရာမှာလိမ္မာတယ်မိမိရဲ့တိုင်းနိုင်ငံမှာဒီနှစ်ကောက်ပဲသီးနှံဖြစ်ထွန်းမှုစွမ်းအားဘလောက်အထိရှိသလဲအဲ့ဒီဖြစ်ထွန်းမှုစွမ်းအားအပေါ်မှာအခြေတည်ပြီးတော့အများဆုံးအနေနဲ့ဆယ်ဖို့တဖို့ကိုသာလျင်အခွန်အနေနဲ့ကောက်ခံတော်မူတယ်တမ္မာပါတာဆင်းရဲသားတွေရဲ့စိတ်နှလုံးကိုစွဲညှိနေအောင်အဲ့ဒီဆင်းရဲသားတွေကိုလက်မှတ်အရေးအထိုးလေးတွေပြုလုပ်ပြီးတော့3နှစ်တာကာလအတွင်းမှာအတိုးမယူပဲနဲ့အသဗျာ1000 2000စသည်အပြင်ထုတ်ပေးတယ်ထိုခေတ်ထိုကာလကငွေတန်ဖိုးနဲ့ခုခေတ်ခုကာလကငွေတန်ဖိုးနှိုင်းစာကြည့်ရင်တော့တန်း40အထက်လောက်မှရှိလိမ့်မယ်လို့ယူဆရပါတယ်ဆင်းရဲသားတွေကိုတန်း40လောက်3နှစ်လောက်အတိုးမယူပဲနဲ့ထုတ်ပေးမယ်ဆိုရင်ထိုဆင်းရဲသားတွေအကုန်လုံးချမ်းသာပြီးမသွားနိုင်ဘူးလားချမ်းသာသွားမယ်ချမ်းသာသွားတဲ့ဆင်းရဲသားမရှိတဲ့နိုင်ငံတစ်ခုဖြစ်သွားရင်ထိုနိုင်ငံမချမ်းသာဘူးလားထိုနိုင်ငံချမ်းသာရင်ထိုနိုင်ငံကိုအုပ်ချုပ်မင်းလုပ်တဲ့ရှင်ဘုရင်ကြီးချမ်းသာပြီးမသွားဘူးလားချမ်းသာသွားတယ်ဒါဟာအခြေခံလေးတွေပဲဒါကိုရာဇသင်္ကဟလို့ခေါ်တယ်တမ္မာပါတာဆင်းရဲသားတွေကိုသာချီးမြှောက်ထောက်ပံ့တာမဟုတ်ဘူးပုရိသမေဒခေါ်တဲ့အမှုတန်သူရဲကောင်းတွေကိုလည်းပဲ6လတစ်ကြိမ်စုတွေချီးမြှောက်ပြီးတော့ထောက်ပံ့တယ်ဒီလိုစုတွေပေးမယ်ဆိုရင်ဝန်ထမ်းတွေအနေနဲ့စားတဲ့တဘိုးကြိုးစားပြီးတော့နိုင်ငံအကျိုးကိုတည်ဖို့မဲ့သဘောမရှိဘူးလားရှိတယ်စုကိုလိုချင်တာကလည်းတကြောင်ကြိုးစားတယ်ဆိုတဲ့ဂုဏ်ကိုရှင်မင်းကိုယ်တိုင်ကချီးမြှောက်နေပြီဆိုရင်ထိုပုဂ္ဂိုလ်တွေအနေနဲ့ရိုးသားမှုမှလည်းစံပြကြိုးစားမှုမှလည်းထိတ်ဆုံးအထိရောက်မသွားနိုင်ဘူးလားရောက်သွားနိုင်တယ်ဒီနိုင်ငံမကြီးပွားဘယ်နိုင်ငံကြီးပွားမလဲဒါဟာမသေးကြဘူးလားသေးကြတယ်ဒါကိုရာဇသင်္ကဟလို့ခေါ်ပါတယ်ဝါစာပေယရှစ်ပွယ်သောစကားတွေကိုပြောကြတယ်အဆင့်အတန်းခွဲကြမှုမရှိဘူးမိမိနဲ့အကိုတော်တော့အရွယ်ကိုအကိုဦးလေးတော်တဲ့အရွယ်ကိုဦးလေးဘာကြီးဘာတွေတော်တဲ့ပုဂ္ဂိုလ်တွေကိုဘာကြီးဘာတွေမိကြီးမိတွေတော်တဲ့ပုဂ္ဂိုလ်တွေကိုမိကြီးမိတွေပိယဝါစာချစ်ပွယ်သောစကားလေးတွေနဲ့လည်းထောက်ပံ့တယ်နှုတ်ချိုရင်ရှူတပါနှုတ်ကောင်းတော့ဘာဖြစ်လဲပြီးဆိုးတယ်သို့တော့နှုတ်ခမ်းလေးကိုပြရည်ဆန်းပြီးတော့ပြောတဲ့စကားမျိုးမဟုတ်ဘူးတကယ်ကိုအကျိုးလိုလားတဲ့စိတ်ဓာတ်နဲ့ဟိုးဦးစင်ဖောက်ရွာထဲမှာလည်းအကြောင်းအလျော်စွာသင်္ကဟတရား၄ပါးဟောခဲ့တယ်ချစ်ပွဲစကားပေးကမ်းညာ၍စီးပွားဆောင်လင်ကိုယ်လူကျင့်ဟုလေးစင်သင်ကြိုသူကိုထောက်ထားကောင်းမှုအားကြောင့်လက်ဘဝနှင့်ခြေဘဝပါနူးညံ့စွာ၏ရှစ်ဖြာလက်ချောင်းဆယ်ချောင်းခြေတော်ညီမြသောကြောင့်မူရောတွင်လေအတွင်စစ်၌ရေရေဖြောင်လေးစပါးစေသောပုတ္တကသောဖြောင်သာညီညာလက္ခဏာဖြင့်ကောင်းစွာသိမ့်စီလုံးစီပေါင်းစုလက်တွင်ပြုအပ်ပရိသတ်သာရှိတော်မူပါ၏သောမြတ်စွာဘုရားဆိုပြီးတော့သင်္ကဟတရား၄ပါးမဟောခဲ့ဘူးလားဟ
ဟောခဲ့တယ်အခုသင်္ကဟတရား၄ပါးထဲမှာလည်းပဲရာဇသင်္ကဟဆိုတာမှာချစ်ပွဲစကားလေးတွေပြောဖို့မလိုဘူးလားလိုတယ်ဒီလိုထောက်ပံ့မှုတွေနဲ့ပြုလုပ်တဲ့အတွက်တိုင်းနိုင်ငံဟာအင်မတန်မှကြီးပွားချမ်းသာငြိမ်သက်အေးချမ်းဝမ်းပန်းတသာရှိပါတယ်အရှင်မင်းကြီးပြောလိုက်တော့ရာဇယုပြည့်ရှင်ဗရင်ပိမိတာရမင်းကြီးဝမ်းသာလိုက်တာဒီတိုင်းနိုင်ငံကရှင်ဘုရင်မျိုးနဲ့မဟာမိတ်ပြုတဲ့နဲ့အမောင်တို့တင်တို့ဟာငါရဲ့တိုင်းနိုင်ငံမှာချမ်းသာစွာအကောက်အခွန်မဲ့ကုံကူးတန်းရောက်ဝယ်ခွင့်ကိုပြုမယ်ပြန်ကာနိအချိန်ကာလမှာလည်းပဲငါထံကိုလာရောက်ပြီးတော့အကြောင်းပြန်ကာမှမိမိရဲ့တိုင်းနိုင်ငံကိုပြန်လို့ကပြန်ကြပါစသည်အပြင်ပြောကြလိုက်တယ်ဒီလိုပြောကြတဲ့ရှင်မင်းမျိုးလေးတွေမိမိတို့အနေနဲ့မျောနှင်းရဖို့မကောင်းဘူးလားကောင်းတယ်နှစ်ဦးနှစ်ဖက်ဟာသူတော်ချင်းချင်းတည်င်းလွယ်လွယ်ပေါင်းဖော်မွေ့ကြတယ်တိုင်းသူပြည်သားလူအများကိုရင်ဝယ်သားကဲ့သို့စောင့်ရှောက်ကြတဲ့ရှင်မင်းကြီးတွေနှစ်ပါးပဲမဟုတ်ကြဘူးလားဟုတ်တယ်ဒါကြောင့်မို့လို့ယထာရခိန်သူပောရဏသူရာဇာနောတထေဝိမံရာဇာရခန္တုဓမ္မေနအတ္တနောဝပဇံပဇံပောရဏရှိထေကျော်အခါသောကတိဇောထွန်းသိဘုံရောင်လက်ကြကုန်သောသူရာဇာနောဖယားအလောင်းရှင်မင်းကောင်းတို့သည်ပဇံတိုင်းသာပြည်သူဘိုလ်လူအပေါင်းကိုဓမ္မေနာယဇရံစေဝမင်းကျင်တရားဖြင့်ရခိန်သူယထာထိန်သိမ်းဆောင်လျှောက်ကုန်တကဲ့သို့တထေဝါထိုဖယားအလောင်းမင်းကောင်းအတူသာလျင်ရာဇာသမုရိနဒုမင်းမြတ်သည်ဣမံပဇံတိုင်းသာပြည်သူဘိုလ်လူအများကိုရခန္တုမေတ္တာကရုဏာဖြန့်ချီကဖြင့်ပြမစိုးမိုးရွာသွန်းဖြို၍ထိန်သိမ်းဆောင်ရှောက်နိုင်ကြပါစေကုန်သတည်းပရိအယံဓာတ်တွေထဲမှာရှေ့ဆရာတော်ဘုရားများဆက်ဆိုခဲ့တဲ့ဂါထာလေးမပါဘူးလားပါတယ်ယထာရခိန်သူပောရဏသူရာဇာနောတထေဝိမံဘုရားအလောင်းရှင်မင်းကောင်းလေတိုင်းသားပြည်သူညာဘိုလ်လူကိုမိမိရဲ့ရင်ဝယ်သားနဲ့အလားမချစောင့်ရှောက်ခဲ့ကြတဲ့အတွက်ဒီကဲ့သို့လို့စောင့်ရှောက်တဲ့မင်းကောင်းမင်းမြတ်တွေတိုင်းနိုင်ငံကိုစောင့်ရှောက်ပါစေတိုင်းသူပြည်သားလူအများမှာဒီလိုစိုးမိုးအုပ်ချုပ်မင်းလုပ်တဲ့ရှင်မင်းကောင်းတွေရပါစေဆိုပြီးတော့ရှေ့ဆရာတော်ကြီးတွေဆက်ဆိုခဲ့တဲ့အတိုင်းရှင်မင်းနှစ်ပါးတယောက်နဲ့တယောက်ချစ်ကြည်စွာအပြန်အလှန်လက်ဆောင်နေပေးရာဇဂိုပြည်ကနေသွားရောက်ပြီးကုံကူတန်းရောင်းဝယ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲပက္ကုတာတိရှင်မင်းကြီးကသူ့ရဲ့တက္ကသိုလ်ပြည်မှာအကောက်အခွန်ကင်းလို့ခွင့်နေပေးတယောက်နဲ့တယောက်ရွှေလန်းငွေလန်းနေဖောက်ချစ်ချစ်ခင်ခင်နဲ့လက်ဆောင်ပန်းနာတွေအပြန်အလှန်ပေးခဲ့ကြတယ်ဒီနေ့မှာတော့တက္ကသိုလ်ပြည်ရှင်ပက္ကုတာတိရှင်မင်းကြီးထံကိုအင်မတန်မှကောင်းမြတ်တဲ့လက်ဆောင်ပန်းနာကဗလာ၈ထည်ရရှိလာတယ်အယောင်အသွေးအပြင်အစင်း၅ပါးနဲ့ပြည့်စုံတယ်အတွေ့အထိအပြင်အလွန်ကောင်းတယ်အင်မတန်မြင့်မြတ်တဲ့အသုံးအဆောင်တွေဖြစ်နေတယ်ဒီလိုအသုံးအဆောင်တွေကိုသုံးဆောင်ရတဲ့အခါကျတော့တယောက်နဲ့တယောက်ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေဆိုတာသတိမရဘူးလားရတယ်တို့ရဲ့မိတ်ဆွေတန်ကိုဒီလက်ဆောင်ပန္နာလေးတွေပေးရရင်တော့ကောင်းမှာပဲလက်ဆောင်ပန္နာပေးတယ်ဆိုတာကောင်းတာကိုပေးသလားမကောင်းတာကိုပေးသလားကောင်းတာကိုပေးကြတယ်အကောင်းစားအမျက်စားအနေနဲ့ပေးလိုက်တဲ့လက်ဆောင်ပန္နာကိုနန္တာကျုပ်တွေရှစ်ခုအသေးချာပြုပြင်ပြီးတဲ့အခါကျတော့ပုတ်လုံးလေးလိုလုံးပြီးတော့ပြုပြင်အပေါ်ကနေပြီးတော့ချိတ်လုံးနဲ့တစ်ခါအုပ်ပြီးတဲ့အခါကျတော့မင်းအသုံးဆောင်ပဝါပါပါလေးနဲ့ပတ်မင်းတစ်စိတ်ခတ်နေပြီးတော့တိုင်းသားပြည်သူဘိုလ်လူအများရဲ့ရှေ့မှာသာလျင်ဖွင့်ကြည့်တော်မူပါဆိုပြီးတော့ဗိမိသာရရှင်မင်းကြီးထံကိုပို့သားလိုက်တယ်ဗိမိသာရရှင်မင်းကြီးကလည်းတို့ရဲ့မဟာမိတ်ထံကရရှိလာတဲ့ပစ္စည်းကိုတိုင်းသားပြည်သူဘိုလ်လူအများလာရောက်ပြီးတော့ကြည့်ရှုရမယ်ဖိတ်ခေါ်လိုက်တယ်ဘိုလ်ဓုအလယ်မှာအထဲမှာပါလာတဲ့သစ္စာကျုပ်ကလေးတွေကိုဖွင့်လှစ်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့
အမျိုးအစားအင်မတန်မှကောင်းမွန်တဲ့ကပလာထဲတွေကြည့်လိုက်တော့အရွယ်အစားအပြင်သိငယ်တော့လဲဖြန့်ကြည့်လိုက်တဲ့အခါ16တောင်မြပမာဏရှိတယ်။ကောင်းမြတ်လွန်းတဲ့ပစ္စည်းတွေဗိမိသာရရှင်မင်းကြီးအနေနဲ့လည်းမြတ်စွာဘုရားထံတွားရောက်ပြီးတော့မလှူဒန်းဘူးလား။လှူဒန်းတဲ့တိုင်းသားပြည်သူဘိုလ်လူအများကလည်းဝမ်းသာလိုက်တာ။တခါမှမမြင်ဘူးတဲ့ရှင်မင်းကြီးနှစ်ပါးတစ်ပါးနဲ့တစ်ပါးလက်ဆောင်ပန်းနာတွေပေးကြတယ်။ပေးတဲ့လက်ဆောင်ပန်းနာတွေကလည်းပဲအဟိုးအ내ကထိုက်တန်တဲ့လက်ဆောင်ပန်းနာတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်မဟာမိတ်ဖြစ်တတ်တယ်တယောက်နဲ့တယောက်ယုံကြည်ပြီးလက်ခံကြဗိမိတာရဘုရင်ကြီးအနေနဲ့လည်းလက်ဆောင်ပန်းနာတွေကိုလာရောက်ပေးတဲ့အမတ်တွေကိုမေးတယ်အမတ်တို့သင်တို့ရဲ့တိုင်းနိုင်ငံမှာဘုရားယရနာတရားယရနာသံဃာယရနာဆိုတဲ့ယရနာမြတ်3ပါးတရင်စကားတော်လည်းပဲရောက်ရှိနေပြီလားမေးလိုက်တဲ့အခါကျတော့ရှင်မင်းကြီးယရနာ3ပါးမထွန်းကားသေးပါဒီချိန်ကာလမှာရာဇကြိုပြည်မှာတော့ဗိမိသာရရှင်မင်းကြီးရဲ့လျှောက်ထားမှုအရာမြတ်စွာဘုရားသခင်အနေနဲ့တွားရောက်ပြီးတော့တရားရည်အမြိုက်စေတွေတိုက်ကြွလို့ဗိမိသာရရှင်မင်းကြီးအနေနဲ့လဲတသိန်း1000သောဘုံနာသူကျော်တို့နဲ့အတူတထိုင်းနေသောတရားဒေသနာမှာပဲသောတာပတ္တိမဲ့သောတာပတ္တိဖို့ကိုတည်ခဲ့တဲ့အချိန်သောတာပန်ရှင်မင်းကြီးတစ်ပါးလည်းဖြစ်နေပြီဒီတော့သူ့အနေနဲ့စဉ်းစားတယ်လက်ဆောင်ပန်းနာပေးတယ်ဆိုတာဟာနောက်ပေးတဲ့ပုဂ္ဂိုလ်ကအကောင်းစားအမြတ်စားပစ္စည်းကိုပေးနိုင်မှကောင်းမယ်အဲ့ဒီတော့လောကမှာသက်ရှိပစ္စည်းတွေလည်းရှိတယ်ပဝိညာဏကယရနာတွေပဲသက်မဲ့ပစ္စည်းတွေလည်းရှိတယ်အဝိညာဏကယရနာတွေပဲစိန်ယရနာရွှေယရနာစသည်အပြင်ယရနာတွေပရမယယရနာတွေရှိနေကြဒီလိုယရနာတွေကိုသဝိညာဏကယရနာဖြစ်တဲ့သယရနာသမီးယရနာမိဘယယရနာဒီလိုယရနာတွေနဲ့နှိုင်းစာတိုင်းတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆင်းယရနာမြင်းယရနာယရနာတွေနဲ့နှိုင်းစာတိုင်းတာကြည့်လိုက်မယ်ဆိုရင်သက်ရှိယရနာတွေကပို့ပြီးတော့တန်ဖိုးတရားကြီးမားတယ်အဲ့ဒီတန်ဖိုးတရားကြီးမားတဲ့သက်ရှိယရနာတွေထဲမှာလည်းပဲဆင်းယရနာမြင်းယရနာတရိษံယရနာတွေတဲ့သာယရနာသမီးယရနာမိဘယယရနာအစရှိတဲ့သက်ရှိယရနာတွေကပို့ပြီးတော့တန်ဖိုးတရားကြီးမားတယ်အဲ့ဒီလူသားပုဂ္ဂိုလ်တွေထဲမှာလည်းပဲအမျိုးသားတွေနဲ့အမျိုးသမီးနဲ့ရှင်းကြည့်လိုက်မယ်ဆိုရင်အမျိုးသားတွေကပို့ပြီးတော့တန်ဖိုးတရားကြီးမားတယ်ဒါကတော့အိန္ဒိယနိုင်ငံဗျမနဝါဒကပဲအခြေတည်ပြီးတော့အမျိုးသားတွေကိုအမျက်ဆုံးထားပြီးအမျိုးသမီးတွေကိုအလွန်နှိမ်ထားတဲ့သဘာဝဟာတော်တော်များများနိုင်ငံတကာမှာခုအချိန်အထိရှိနေပါတယ်အမျိုးသမီးနဲ့အမျိုးသားတန်းတူအခွင့်အရေးပေးနိုင်တဲ့နိုင်ငံတွေအကုန်အကြီးမရှိကြသေးပါဘူးဒါဟာအယူအဆွဲတစ်ခုအနေနဲ့အလွန်အကျွံသဘာဝတစ်ခုလို့ပြောလို့တော့ရတယ်သို့တော့အမျိုးသားတွေတဲကသာလျင်သုံးလောကထွတ်ထားတပ်ပင်ညုမြတ်စွာဘုရားသခင်ဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့ရာဇကြိုပြည့်ရှင်ဘယင်ပိမိတာရမင်းကြီးအနေနဲ့တော့ဒီလိုဆင်ញင်တာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲ့ဒီလိုအမျိုးသားတွေထဲမှာလည်းပဲအိမ်ယာတီထောင်လူပေါင်းမှာရှိကြတဲ့အမျိုးသားနဲ့အိမ်ယာမထောင်ယဟန်ပေါင်းမှာရှိကြတဲ့အမျိုးသားတွေအိမ်ယာမထောင်တဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့မွန်မြတ်တယ်အိမ်ယာမထောင်ယဟန်ပေါင်းမှာရှိကြတဲ့ယဟန်တော်တွေထဲမှာလည်းပဲဥထုစဉ်ယဟန်တော်တွေတဲ့အရိယာသံဃာယဟန်သံဃာတွေကပို့ပြီးတော့မြင့်မြတ်တယ်အရိယာသံဃာယဟန်တော်တွေထဲမှာလည်းပဲသောတာပန်နဲ့သဂရဂံနဲ့အနာဂံတဲ့ယဟန်တာပုဂ္ဂိုလ်တွေကပို့ပြီးတော့မြင့်မြတ်တယ်ယဟန်တာပုဂ္ဂိုလ်တွေတဲ့အရှင်ပြစ္ဆကဗုဒ္ဓခရငယ်တွေကပို့ပြီးတော့မြင့်မြတ်တဲ့သဘောရှိတယ်အရှင်ပြစ္ဆကဗုဒ္ဓတွေတဲ့သဗ္ဗညုတသမ္မန်တန်ဗုဒ္ဓဘုရားရှင်တွေကပို့ပြီးတော့မြင့်မြတ်တယ်ဒါကြောင့်မို့လို့ငါဟာလက်ဆောင်တော်ယရနာအနေနဲ့သဗ္ဗညုသမ္မန်တန်ဗုဒ္ဓမြတ်စွာဘုရားကိုထိုပက္ကုတာတိရှင်မြင်းကြီးထံကိုကြွပေးတော်မူပါဗျာလို့လျှောက်ထားမယ်ဆိုရင်တော့မြတ်စွာဘုရားသခင်အနေနဲ့ကြွပေးကောင်းကြွပေးနိုင်တယ်သို့တော့မြတ်စွာဘုရားသခင်တို့မြည်သည်ပိဿန္တရိအယတ်မှာညအိယိုဓမ္မရာမရှိပါမြတ်စွာဘုရားသခင်ကိုပြီးတော့မြတ်စွာဘုရားသခင်ကိုကိုးကွယ်သင့်ပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုပိဿန္တရိအယတ်ကိုကြွပေးတော်မူပါဗျာလို့လျှောက်ထားဖို့
အခက်အခဲရှိတယ်ဒီနေရာလေးမှာတနေ့ကကမဝါစာတစုံလာလှူရင်းနဲ့တကားလေးတူကလျှောက်ထားတယ်အရှင်ဘုရားမြတ်စွာဘုရားသခင်လက်ထက်ကအနောက်ဥရောပကိုသွားပြီးတော့ဘာဖြစ်လို့သာသနာမပြုခဲ့တာလဲတဲ့မြတ်စွာဘုရားသခင်တို့ကဘုံကံအင်မတန်ကြီးမားလေးသင်္ချင်တဲ့ကဘာတသိမ့်ပါရမီဖြည့်ထားတော့သူနဲ့ကျွတ်ပဲလွတ်ပဲကြုံရမယ်ပုံကိုယ်တွေဗမာလာပြီးစုကြတယ်မစ္စည်းမဒေသမှာတပြိုင်တည်းပဲလာပြီးမစုကြဘူးလားစုကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်တို့ဟာမိမိနဲ့တွေ့ကြုံပြီးတော့ကျွတ်တန်းဝင်ရမယ်ပုံကိုယ်တွေထံကိုသွားရောက်ပြီးတော့ခြေချွတ်တဲ့နေရာမှာတော့စัจ java လာကဘာတွေချားနေပါစီသွားရောက်ပြီးတော့ခြေချွတ်ပေးတယ်သို့တော့အဲ့ဒီအချိန်ကာလမှာဘုံကံကြီးမားတဲ့မြတ်စွာဘုရားသခင်နဲ့အတူဘုံကံကြီးမားတဲ့ပါရမီဖြည့်ထားတဲ့လူသားတွေဟာမစ္စည်းမဒေသမှာပဲအများစုလာရောက်ပြီးစုဆုံတဲ့အတွက်ကြောင့်မို့လို့အနောက်ဥရောပကိုသွားခဲ့တဲ့အကြောင်းအထောက်အထားတွေအလွန်နှဲပါပါတယ်သာသနာတော်ကိုထင်ရှားနေတဲ့သီဟိုနိုင်ငံမှာပဲလျင်မြတ်စွာဘုရားသခင်ပြိဋိဘံမပြုတ်ခင်အထိလူသားရဲ့လို့ထင်ရှားမရှိသေးတဲ့အတွက်သာသနာထွန်းကားမဲ့အကြောင်းလှမ်းမြင်တဲ့အတွက်မြတ်စွာဘုရားသခင်သွားရောက်ပြီးတော့နေထိုင်သတင်းသုံးပေးခဲ့ဘူးတယ်ဒီလောက်ကလေးအကျိုးကြောင့်ပြပြီးတော့ပြောပေးပါတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်တို့ဟာပစ္စန္ဒရိအရက်ကိုသွားရောက်ပြီးတော့ညပင်လျင်အေယုဓမ္မရာကျိန်းမျိုးဓမ္မရာမရှိရှင်သာရိပုတ္တရာရှင်မမောက္ကလံအစရှိတဲ့မထေရအကျော်မော်တွေကိုပစ္စန္ဒရိအရက်ကိုသွားရောက်ပြီးတော့သတင်းသုံးပေးတော်မူပါဗျာဆိုရင်လည်းပဲဒါဟာမသိတော်တဲ့သဘောတရားဖြစ်တယ်ဒါကြောင့်မို့လို့ဘုရားယရဏတရားယရဏသံဃာယရဏယရဏတွေရဲ့သတင်းစကားကိုပဲရွှေပေလွာပရပိုက်မှာပေထက်အခရာတင်ပြီးတော့လက်ဆောင်ပန္နာတော်အဖြစ်နဲ့ပို့မယ်ဆင်ញင်တော်မူပြီးတဲ့အခါမှာတော့အထင်ကသီလခေါ်တဲ့ဥပုပ်သီလတွေကိုစောင့်သုံးရေချိုးတန့်ရှင်းစင်ကြယ်မှုတွေပြုလုပ်ပြီးတဲ့အခါကျမှပန်းနန္တာလိမ့်ချင်မှုတွေကိုမပြုလုပ်ဖဲနဲ့မွန်မြတ်တဲ့ခဲဝဲဘောဇင်တွေကိုဖုံးပေးသုံးဆောင်ခုနှစ်ထပ်မြင့်တဲ့နန်းပြတ်သားရဲ့အောက်ခြေကနေပြီးတော့စတင်တက်ကလေးကပဲပထမတကားကိုပိတ်ဒုတိယတစ်ထပ်ကိုရောက်ရင်လည်းဒုတိယတကားကိုပိတ်နန်းပြတ်သားအပေါ်သို့ညီသူမြမတက်ရမိမိရဲ့စိတ်ဓာတ်ကိုစင်ကြယ်အောင်တမာတိတွေမွေးမြူဘုံခုနှစ်ဆင့်မြင့်နဲ့ပြတ်သားလေးသာပြင်းကိုဖွင့်ပြီးတော့တမာရိအားတွေအားကောင်းလာတဲ့အခါအကြမှာအင်မတန်မှလှပညီညာတဲ့လက်ရည်တွေနဲ့ဒီရွှေပေလွာမှာဘုရားကုံတော်နဲ့ပတ်သက်ပြီးတော့စတင်ရေးတယ်အရဟံတမ္မံတံဗုဒ္ဓဝိသစရဏတံပံတော်သူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတထဒေဝမနုဿာနံဗုဒ္ဓဘဂဝါအစရှိတဲ့ဂုဏ်တော်တွေရေးပြီးတဲ့အခါကျတော့သုံးလောကထွဋ္ဌာတပ်ပင်ညုမြတ်စွာဘုရားသခင်လောကမှာပွင့်ထွန်းပေါ်ပေါက်တော်မူနေပြီဒီမြတ်စွာဘုရားသခင်ရဲ့လာခြင်းကောင်းဖို့ပဏိဒါနာတော်ဒီပင်္ဂရာထွတ်ချတနင်းတရားမင်းဤခြေတော်ရင်၌ဘုရားဖြစ်ရန်စုရုပန်ထွာတော်မူခဲ့သည်မှာပတ္ထာယာစ၍တထာဂတတာသုံးလောကထွဋ္ဌာရှင်တော်မြတ်ဘုရားဤဓတ္တပါရမီယောပြင်ပဝတ္ထုအစုစုတို့ကိုစွန့်လို့၍ဖြည့်ခြင်းစီးပူးတော်မူရာကုန်သောဆေပါးကုန်သောပါရမီတော်များအပေါင်းတို့ကို၎င်းဓတ္တဥပပါရမီယောကိုရင်ငါကြီးငယ်တို့ကိုစွန့်လို့၍ဖြည့်ခြင်းစီးပူးတော်မူရာကုန်သောဆေပါးကုန်သောဥပပါရမီတော်များအပေါင်းတို့ကို၎င်းဓတ္တပရမတ္ထပါရမီယောကိုအသက်တို့ကိုစွန့်လို့၍ဖြစ်ခြင်းစီးပူးတော်မူရာကုန်သောဆေပါးကုန်သောပရမတ္ထပါရမီတော်များအပေါင်းတို့ကို၎င်းသမတိန်တာပါရမီယောစာအမြတ်30ကုန်သောပါရမီတော်များအပေါင်းတို့ကို၎င်းပင်စမဟာပရိစ္ဆာကေ5ပါးကုန်သောစွန့်ညင်ကြီးတို့ကို၎င်းလောကဓာစရိယံတတ္တဝါများအတွက်ကျင့်ကြံကြိုးကုပ်ပွားများအထောက်တော်မူခြင်းကို၎င်းညာရတစရိယံဆွေတော်မြို့တော်တို့အတွက်ကျင့်ကြံကြိုးကုပ်ပွားများအထောက်တော်မူခြင်းကို၎င်းဗုဒ္ဓတာစရိယံဖျားဖြစ်ရန်အတွက်ကျင့်ကြံကြိုးကုပ်ပွားများအထောက်တော်မူခြင်းကို၎င်းပင်စမဟာပရိစ္ဆာကေ5ပါးကုန်သောစွန့်ညင်ကြီးတို့ကို၎င်းညာရတစရိယံဗုဒ္ဓတာစရိယံဒိဋ္ဌောစရိယာယောစ3ပါးကုန်သောစရိယာကျင့်စဉ်တို့ကို၎င်း
ပစ္စည်းမှာဘဝေနောက်ဆုံးဖျားဖြစ်မိဘဝ၌ကဗ္ဗဝကံတေမေရောဝန္တိုင်သက်စိတ်စံနေတန်ဒီဆွဲယူတည်နေတော်မူခြင်းကို၎င်းဇာတိမေရောဝန္တိုင်မှာမိရှုတန့်စင်ဖွားမြင်တော်မူခြင်းကို၎င်းအဘိနိခမနံမြတ်သောတော်ထွက်တော်မူခြင်းကို၎င်းပရဏစရိယံဘောဓိပင်ချေမြတ်သောပလင်မွေထ၌မာရဝိဇယံမံငါးပါးကိုအောင်မြင်တော်မူခြင်းကို၎င်းသဗ္ဗညုတညာနာပฏิဝေဒံသဗ္ဗညုတညာတော်မြတ်ကိုထိုးထွင်း၍သိမြင်တော်မူခြင်းကို၎င်းဓမ္မစကပဝတ္တနံဓမ္မစကြာတရားဟောကြားပြတာဆိုဆုံးမတော်မူခြင်းကို၎င်းဣတိဤသို့လျင်မြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုတတ်နိုင်သလောက်အာရုံယူပြီးတော့ဟိုးဒီပင်ကရာမြတ်စွာဘုရားသခင်လက်ထက်ကလေးကပဲနိဣဒဗျာဒိတ်ပန်းနေဆင်းမြန်းခဲ့ဖို့စွန့်ញင်ကြီး၅ပါးပါရမီ7ပါးအပြ30ကိုယ်လက်အင်္ဂါတွေကိုစွန့်လွတ်ပြီးတော့ဖြည့်ဆည်းခဲ့တဲ့ဥပပါရမီအသက်တွေကိုတော့လည်းပဲစွန့်လွတ်ပြီးတော့ဖြည့်ကျင့်စည်းပူးခဲ့တဲ့ပရမတ္ထပါရမီတော်မြတ်အပေါင်းတွေနောက်ဝိသောဒုက္ခရစရိယ6နှစ်ကြာအောင်ကျင့်ဉာဏ်ကြိုးကုပ်ပွားများအားထုတ်ခဲ့တဲ့အချိန်ကာလခန္ဓာကိုယ်ကိုကြည့်လိုက်မယ်ဆိုရင်ရင်ဘတ်ကိုစမ်းကြည့်လိုက်ရင်ကြောရိုးကိုသွားပြီးတော့စမ်းမိပြီကြောရိုးကိုစမ်းလိုက်မယ်ဆိုရင်ရင်ဘတ်တွေကိုသွားပြီးတော့စမ်းမိပြီအရည်နဲ့အကျော်ပဲကြံတော့တယ်အယိုးမှာသွားပြီးကတ်နေတယ်ခန္ဓာကိုယ်ကိုသက်သာအောင်ဆိုပြီးလက်ကလေးနဲ့ပုတ်ကြည့်လိုက်မယ်ဆိုရင်မွေးညင်းတော်တွေပင်လည်းကျွတ်ကြသွားတယ်ဒီလောက်အထိပင်ပန်းကြီးစွာတရားဘာဝနာတွေကိုပွားများအားထုတ်နေတဲ့အလောင်းတော်ထံကိုမန္တကြီးကအကျိုးကိုလိုလားတဲ့သဘောနဲ့အမောင်သိတ္တထာသင်ဟာစัจ java ရိမင်းမန္တမင်းဖြစ်နိုင်လောက်တယ်လောကစည်းစိမ်တွေကိုခံစားပြီးလူသားတွေအတွက်ကူညီဆောင်ရှောက်ပါအခုသင်ရဲ့အသက်ဟာအပုံတစ်ထောင်ပုံလိုက်ရင်တပုံစာလောက်သာလျင်တက်တန်ရှည်တော့တယ်ဒါကြောင့်မို့လို့သင်ရဲ့ကမ္မထံဘာဝနာပွားများအားထုတ်မှုအလုပ်ကိုနောက်ဆုတ်လိုက်စမ်းပါလာရောက်ပြီးတော့အကျိုးကိုလိုလားတဲ့သဘောနဲ့ပြောကြပါမယ်လို့အလောင်းတော်အနေနဲ့ဧတာမုံစံပရိဟရေဒီအထုမမစီဝိတံသင်္ကာမေမေမတံသေးရောဆိုပြီးတော့ဟောထားတဲ့တရားတွေအများကြီးပဲဒီတရားတွေလည်းပဲဒီအထဲမှာထည့်သွင်းပြီးတော့ရေးပေးလိုက်မယ်လို့ယူဆပါတယ်မာရာညုကြည်လဟေမနံဧတာဧသောသူမြတ်မှန်လျင်ဤသိတ္တထာမင်းသည်ကမုံစံစစ်မြေရောက်ကနောက်သို့တလန်းမဆုတ်တန်ဟုရေပံအောင်လံတကွန်မှန်သာဖြူစံမြတ်တိပန်းနမိတ်ကိုပရိဟရေဤတီခေါင်းဝယ်စိုက်ထောင်းရေပံဆောင်သည့်ကြက်တောင်ပူကြီးဟု၍မန်ငါကိုတာရီဟိပင်မှတ်လောမုံစံစစ်မြေရောက်ကနောက်သို့တလန်းမဆုတ်တန်ဟုရေစွမ်းအောင်လံတကွန်မှန်သာဖြူစံမြတ်တိပန်းနမိတ်ကိုပရိဟရေဤတီခေါင်းဝယ်စိုက်ထောင်းရေပံဆောင်သည့်ကြက်တောင်ပူကြီးဟု၍မန်ငါကိုတာရီဟိပင်မှတ်လောသင်္ကာမေစစ်မြေစစ်ပွဲ၌မတန်ကြ၍တရားချင်းသည်ငါသေရောမြတ်လွှားစွာသေး၏ဧဝံဤသို့ပရာဇီတော်မလှစီအရှုံးပေး၍အရေးမလာနောက်ဆုတ်ခဲ့ရသောမိငါအားဒီအထုအရှက်ကြီးကွယ်အကျိုးနဲ့၍အကဲဆုံးနှုတ်ဆက်စုပ်ဖွယ်ကြီးဖြစ်စွာတကားဆိုပြီးတော့လုံနာဝရိယတွေကိုမြင့်တင်ပြီးတော့ဟောထားတဲ့တရားတွေအများကြီးပဲငါမှအသွေးအသားတွေကခန်းချောက်သွားတာမှန်တယ်သို့တော်လည်းပဲအဲ့ဒီအသွေးအသားတွေခန်းချောက်သွားတဲ့အတွက်ကြောင့်မို့လို့ငါရဲ့စိတ်အစဉ်တွေဟာပိုပြီးတော့မှကြည်လင်လာသေးတယ်ဆိုပြီးတော့နောက်မဆုတ်တန်ရှေ့ကိုပဲမှန်းပြီးတော့ကြိုးစားပွားများအားထုတ်သွားခဲ့တဲ့အကြောင်းလေးတွေဟောကြားပြီးတဲ့အခါကျတော့သဗ္ဗညုတသမ္မန်တန်ဗုဒ္ဓဘုရားရှင်ရဲ့ဂုဏ်တော်တွေယံကိစီဝိဒံဣဒဝါဟုရံဝါတကေတုဝါယံယရဏံပဏိတံနာနောသမံအဋ္ဌိတထာဂတိနဣဒံဘိဗုဒ္ဓေယရဏံပဏိတံဧတေနသစ္စေနာသုဝတိဟောတုဣဒဝါဤလူပြည်၌၎င်းဟုရံဝါနဂကလုံးစသောတပါးသောပြည်တော်၌၎င်းယံကိစီအလုံးစုံသောဝိတံနှစ်သက်မြတ်နိုးခြင်းကိုတိုးပွားစေတတ်သောယံယရဏံအကျဉ်လောကီဥစ္စာမျိုးသည်အတ္တိရှိပါပေ၏တက္ကေသူဝါနတ်ပြည်ပြမပြည်တို့၌မူလဲ
ပဏိတံမယောင်ရဲစေအမွန်မြတ်လာစွာသောယံယရဏံအကျဉ်လောကီဥစ္စာယရဏမျိုးသည်အတ္တိရှိပါပေ၏ဣထာထိုလောကီဥစ္စာယရဏမျိုးတို့တွင်တထာဂတိနာသုံးလောကထွထရှင်တော်မြတ်ဘုရားတည်းဟူသောယရဏနှင့်သမန္တုမြတ်သောဂိဉ္စီတစုံတစ်ခုသောတရားမျိုးသည်နာနောအတ္တိမရှိသည်သာလျှင်သည်ဗုဒ္ဓေသုံးလောကထွထရှင်တော်မြတ်ဘုရား၌ဣရံပိယရဏံဤမြတ်နိုးဘွယ်ရာယရဏဖြစ်သိသာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လည်းပဏိတံထူမြတ်လှပါပေ၏ဣတိနသစ္စာဝိစေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမာကံတရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့အားသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ကြပါစေကုန်သတည်းရဟန္တမန္တံဗုဒ္ဓဝိဇ္ဇာသရဏသမန္နောဒုက္ခတောလောကဝိတုအနုတ္တရပုရိသဓမ္မတာရတိတထာဒေဝမနုဿနံဗုဒ္ဓဘဂဝါပြီးတော့သွက်ခါတော်ဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအကာလိကောအိပတိကောဩပါနေကောပစ္စဒံဝေဒိတဘောဝိညုဟိမြတ်စွာဘုရားသခင်ရဲ့တရားတော်တွေသွက်ခါတဂုံဤအိပတိကောလာလေရှုလက်အခါမလင့်အကျိုးပေးနေတယ်ဖိတ်ခေါ်ထိုက်တဲ့ဂုံတော်တွေနဲ့ပတ်သက်ပြီးတော့အကျေတဝင်းဖွင့်ဆိုပြီးတော့ရေးသားတယ်ဒီသုတ်တံမှာဆက်လက်ပြီးတော့ဟောကြားပေးသွားမယ်နောက်ပိုင်းမှာအာနာပါနကမ္မထံလည်းပါရှိတဲ့အတွေ့ညဘက်မှာလည်းပဲဒီသုတ်တံကိုပဲဆက်လက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်တဲ့အတွက်ညဘက်နဲ့နောက်ပိုင်းအဆက်အသွယ်လေးရအောင်တရားတော်ရဲ့အေးချမ်းမှုလေးမှာဒီနေရာမှာအာနာပါနကမ္မထံချီးမွမ်းကမ်းလေးနဲ့ပဲတွားကြရအောင်ဧကာယနောအယံဘိခဝေမေဃောတတ္တနံဝိသုဒ္ဓိယသောကပရိဒေဝနံသမတိကမာယဒုက္ခဒေါမနတနံအထင်ကမာယညာယတအတိကမာယနိဗ္ဗာနတသစ္စီကရိယာယယရိရံသတ္တရောတတိပဋ္ဌာနာဘိခဝေจิตယဟံတို့တတ္တနံတတ္တဝါတို့ဤဝိသုဒ္ဓိယထူးထူးသောကိလေသာတို့မှာအထူးသဖြင့်စင်ကြယ်ခြင်းဟာသောကပရိဒေဝနံသောကပရိဒေဝတရားတော်မှာသမတိကမာယာကျော်လွှတ်လွန်မြောက်ခြင်းဟာသောကပရိဒေဝနံဆိုရင်ခြင်းသောကပြင်းစွာငိုကြွေးပူပန်ရခြင်းပရိဒေဝတရားတော်မှာသမတိကမာယာကျော်လွှတ်လွန်မြောက်ခြင်းဟာဒုက္ခဒေါမနတာနံကိုဆင်းရဲခြင်းဒုက္ခစိတ်နှလုံးမသားရခြင်းဒေါမနတာတရားတော်မှာအထင်ကမာယာချုပ်ငြိမ်းခြင်းဟာညာယတအရိယာမက်ကိုအဓိကမယာရခြင်းဟာနိဗ္ဗာန်နတ္တနိဗ္ဗာန်ကိုသစ္စီကရိယာယမျက်မှောက်ပြုရပါခြင်းအကျိုးငါအယံဤဒီသောဤသို့သဘောရှိသောသတ္တရောတတိပဋ္ဌာနေတတိပဋ္ဌာန်တရား၄ပါးတို့သည်စသည်အပြင်မြတ်စွာဘုရားသခင်အာမခံတော်မူထားတယ်ဒီတတိပဋ္ဌာန်တရား၄ပါးကိုပွားများအားထုတ်မယ်ဆိုရင်သောကပရိဒေဝတရားဒီသမတိကမာယကျော်လွှတ်လွန်မြောက်သွားပါမယ်ဒုက္ခဒေါမနတတရားတွေချုပ်ငြိမ်းသွားမယ်ညာယတအဓိကမာယနိဗ္ဗာန်ကိုမိမိတို့မျက်မှောက်ပြုနိုင်တဲ့စွမ်းအားတွေအရိယာမက်ကိုရရှိခြင်းမှာအကျိုးတွေရှိတယ်ဒါကြောင့်မို့လို့ယနေ့ယခုလာရောက်ပြီးတော့နှစ်ခုကိုကူးပြောင်းကြမယ်ပုဂ္ဂိုလ်တွေအနေနဲ့သောကပရိဒေဝတရားတွေကိုလည်းပဲကြော်လွှားပြီးတော့လွန်မြောက်ခြင်းနဲ့ဒုက္ခဒေါမနတတရားတွေလည်းချုပ်ငြိမ်းခြင်းနဲ့အရိယာမက်ကိုလည်းရခြင်းနဲ့နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုခြင်းနဲ့ဆိုရင်ဧကာယနောအယံဘိခဝေမက်ကိုဒီလမ်းအတိုင်းသာလျှောက်ပါဆိုပြီးမြတ်စွာဘုရားသခင်အာမခံထားတဲ့လမ်းကြောင်းတွေကကာယကတာတတိပဋ္ဌာန်ကမ္မထံအနေနဲ့အာနာပါနကမ္မထံကိုမြတ်စွာဘုရားသခင်စတင်ပြီးတော့ဟောထားပါတယ်ဒီမြတ်စွာဘုရားသခင်ဟောထားတဲ့တရားဒေသနာတော်ဟာဘလောက်အထိကောင်းမွန်မြင့်မြတ်ပြီးတော့စင်ကြယ်မှုတွေရှိနေတယ်အကျိုးတွေရှိတယ်ဆိုတာကိုဈေးရောင်းကောင်းတဲ့ဈေးသည်တူကမိမိရဲ့ကုန်ပစ္စည်းတွေကိုကြော်ညာပြီးတော့ရောင်းပေးနေတဲ့ကဲ့သို့ပဲလေးပင်ချေနဲ့ကဘာသိန်းအသွေးတော်အနန္တအသားတော်အနန္တစွန့်လွတ်ပြီးမှရရှိခဲ့ရတဲ့တပ်ပိညုတာဉာဏ်တော်နဲ့
လှမ်းမြောပြီးမြင်ထားတဲ့ဒီကမ္မထံတရားတွေကိုတရားဓမ္မအပေါင်းသူတော်ကောင်းတွေပွားများအားထုတ်စေခြင်းလို့မြတ်စွာဘုရားသခင်အနေနဲ့ချောပြီးတော့ကမ္မထံလေးပေးထားတယ်အယံပိခောဘိကဝေအာနာပါနတတိသမာဓိဘာဝိတောဘဟုလိကတောတန်တောစေဝပဏိတောသာအသေစနာကောသာသူခောသာဝိဟာရောသာဥပ္ပန္နုပ္ပန္နေသာပပကေအကုတလိဓမ္မေဌာနသောအန္တရဓာပေတိဥပသမေတိဘိကဝေจิตာယဟံတို့အယံပိခောအာနာပါနတတိသမာဓိဤဝင်လေထွက်လေကိုမှတ်သောသမာဓိသည်လည်းဘာဝိတောပွားများအပ်သည်ရှိသောဘဟုလိကတောကျင့်ခံများစွာအလေးအလာပြုအပ်သည်ရှိသောတန်တော်စေဝငြိမ်လဲငြိမ်သက်၏ပဏိတောသမွန်လဲမွန်မြတ်၏အသေစနာကောသသွန်လောင်ထက်ဆွဲအပ်သောပရိကံစသောအကြောင်းတစ်ပါးလည်းမရှိဒုက္ခဝိဟာရောသချမ်းသာစွာနေထိုင်ရကြောင်းတရားလည်းဖြစ်၏ဥပ္ပန္နုပ္ပန္နေသာဖြစ်ပေါ်လာတိုင်းဖြစ်ပေါ်လာတိုင်းကုန်သောပါပကေအကုတလေဓမ္မေဇံဖြင့်မပဲခွာအသေးကုန်သောအကုသိုလ်တရားတို့ကိုလည်းဌာနသောအန္တရဓာပေတိတခဏချင်းအပြင်ဝုပသမေတိကွယ်ပြောက်ရုပ်သိမ်းချုပ်ငိမ့်စေနိုင်ပါပေတော့တည်းဘိက္ခဝေจิตာယဟံတို့အယံပိခောအာနာပါနတတိသမာဓိဤဝင်လေထွက်လေကိုမှတ်သောသမာဓိသည်လေဘာဝိတောပွားများအပ်သည်ရှိသောဘဟုလိကတောကျင့်ခံများစွာအလေးအလာပြုအပ်သည်ရှိသောဘာဝိတာဘဟုလိကတာကျင့်ခံများစွာအလေးအလာပြုရမယ်ယနေ့ယခုမိမိတို့တရားစခန်းလေးကိုရောက်လာတဲ့အချိန်ကာလကြိုးစားပြီးတော့ပွားများအားထုတ်မယ်ဆိုရင်ထိုင်တဲ့အချိန်လေးတစ်ခုကိုပဲအားကိုးလို့တော့မရပါဘူးလမ်းလျှောက်တဲ့အချိန်လေးတွေမှာလည်းပဲဒီဝင်လေးထွက်လေးလေးကိုရှုနေရမယ်အိတ်တဲ့အချိန်လေးတွေမှာလည်းပဲအိတ်မပြောခင်အချိန်ထိဝင်လေးထွက်လေးလေးကိုရှုနေမယ်ဒီလိုပဲသတိရတိုင်းဝင်လေးထွက်လေးလေးကိုရှုနေမယ်ဆိုရင်ဘာဝိတာဘဟုလိကတာကျင့်ခံများစွာအလေးအလာပြုနေတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားပါပြီထိုင်တဲ့အချိန်လေးတွေမှာတော့အရညကတောဝါဒုက္ခမူလကတောဝါသုံညကာရကတောဝါဆိုပြီးမြတ်စွာဘုရားသခင်အနေနဲ့နေရာလေးတွေရွေးချယ်ပေးထားတယ်တောသို့တော်၎င်းအခုမိမိတို့ဖောက်တော်ရကိုရောက်လာကြတယ်ဒုက္ခမူလကတောဝါအရေးအေးချမ်းနဲ့တစ်ပင်အောက်မှာသွားပြီးထိုင်နေလိုက်မယ်ဆိုရင်ဘယ်သူမှလည်းလာရောက်ပြီးတော့နှောင့်ယှက်မှာမဟုတ်ဘူးသုံညကာရကတောဝါစိတ်ညင်ရာအရက်ကလေးကိုချင်းကပ်ပြီးတော့ဥဇုံကာယံပဏိဒါယမိမိရဲ့အထက်ပိုင်းခန္ဓာကိုယ်လေးကိုဖြောင်းမြောင်းလေးထားလိုက်မယ်ပန်းလင်ကံပြီးတင်းမလင်ငွေကြိုက်ရင်လည်းတင်းမလင်ငွေထိုင်လို့ရတယ်မဲကျုံကြိုက်ရင်လည်းမဲကျုံထိုင်လို့ရတယ်သောတတောဝါအတ္တတတိတတောဝါပတ္တတတိဝင်သက်လီထွက်သက်လီလို့မိမိတို့သတိထားပြီးတော့ရှုကြည့်လိုက်ပရိမုခံတတိဥပါထတိတဝါနာတိနာပြဝါအထက်နှုတ်ခမ်းပြနေရာလေးကစောင့်ပြီးကြည့်လိုက်ရင်ဝင်လေလေးဝင်လာတဲ့အခါကျရင်ဝင်လေလို့ကိုကရှုလိုက်မှတ်လိုက်ရင်ပြီးတာပဲဝင်လေလေးမဝင်သေးပဲနဲ့ဝင်လေဆိုပြီးတော့လှုပ်ပြီးတော့လဲရှုစရာမလိုပါဘူးဒီလေလေးဝင်လာတဲ့နာတိနာပြဝါအထက်နှုတ်ခမ်းပြထိတဲ့နေရာလေးကပဲသတိထားပြီးတော့သိလိုက်ရင်တော်ပြီနှာခေါင်းနဲ့လယ်ချောင်းနဲ့ဗိုက်ထက်အထိလိုက်ပြီးတော့မမှတ်ပါနဲ့လေးရဲ့တွန်းပြီးတော့ဝင်သွားတဲ့သဘောကိုလည်းအာယုံမယူနဲ့ထိတာကြီးကိုလည်းတအားစိုက်ပြီးတော့မကြည့်နဲ့ဒီလေလေးကပြန်ပြီးတော့ထွက်လာမှာပဲထွက်လာတဲ့အခါအကြမှာနှာတိနာပြဝါကနေပြီးထွက်လေလို့ကိုသိလိုက်ရင်ပြီးပြီထွက်လေဆိုပြီးတော့မှုတ်ထုတ်เสียမလိုဘူးခန္ဓာကိုယ်လေးကဖြောင်းမြောင်းနေထားတဲ့အတွက်ဝင်လေထွက်လေဟာအသက်ရှူဝရုံတော့ပုံမှန်လေးဖြစ်နေမှာပဲအပြင်ဘက်အထိလိုက်ပြီးတော့မမှတ်ရဘူးမတွေးတွေပေါ်လာရင်လည်းအတွေးတွေနောက်ကိုမလိုက်နဲ့ဝင်လေထွက်လေလေးကိုပဲရှုအတန်နေကြားရင်လည်းအတန်နေနောက်ကိုမလိုက်နဲ့ဝင်လေထွက်လေလေးကိုပဲရှုခန္ဓာကိုယ်ကညောင်းညာကြိုက်ခဲလာပြီတတ်နိုင်တဲ့လောက်ခန္ဓာကိုယ်ကြီးကိုဥပေက္ခရှုပြီးတော့ဝင်လေထွက်လေလေးကိုပဲရှုပေးပါမခံနိုင်ဘူးပြင်ပြီးတော့ထိုင်လို့ရတယ်ဒုက္ခိနောစိတ်တံသမာဓိယတိစိတ်ချမ်းသာအမှသမာဓိဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့စိတ်ချမ်းသာဖို့အတွက်ပြင်ပြီးတော့ထိုင်ပေးဖို့လိုရင်ပြင်ပြီးတော့ထိုင်ပေးလို့ရတယ်
ဘာဝိတာဘဟုလိကတာကျိန်ဖန်များစွာအလေအလာပြုအပ်သည်ရှိသောသွားလဲရှုမဲရက်လဲရှုမဲထိုင်လဲရှုမဲဒီလိုရှုနေပြီဆိုရင်တော့တန်တော်စေဝါငြိမ်လဲငြိမ်သက်ဤပဏိတော်စမွန်လဲမွန်မြတ်ဤစိတ်တွေလည်းငြိမ်သက်လာမယ်စိတ်တွေငြိမ်သက်လာတဲ့ယောဂီတယောက်အတွက်10မိနစ်လောက်ငြိမ်ရင်15မိနစ်လောက်ငြိမ်ပါစေ15မိနစ်လောက်ငြိမ်တဲ့ပုဂ္ဂိုလ်ကမိနစ်20လောက်ငြိမ်ပါစေဘုရားရှင်မှာဥချလိုက်ကြတဲ့ကဒိဋ္ဌံပြီးတော့ရှုလိုက်မယ်ဆိုရင်တနေ့တည်းတနေ့တမာတိတရားတွေတိုးတက်လာမယ်စိတ်တွေငြိမ်သက်လာတာနဲ့အမျှမိမိရဲ့ကာယကံတွေလည်းငြိမ်သက်လာမယ်ဝစီကံတွေလည်းငြိမ်သက်လာမယ်ကာယကံဝစီကံငြိမ်သက်တဲ့ပုဂ္ဂိုလ်ကမွန်မြတ်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီထိုပုဂ္ဂိုလ်ကိုသူတော်ကောင်းလို့ခေါ်တာပါပဲတရားဘာဝနာပွားများအထောက်နေတဲ့ပုဂ္ဂိုလ်တူဟာသူတော်ကောင်းဖြစ်သွားတာပါပဲတန်တော်စေဝါငြိမ်လဲငြိမ်သက်ဤပဏိတော်စမွန်လဲမွန်မြတ်ဤအသေစနာကောစသွန်လောင်ထက်ဆွဲသောပရိကံစသောအကြောင်းတစ်ပါးလည်းမရှိပရိစိတ်မယ်ဆိုရင်ပရိကုံကြီးတွေရှားရတယ်ပထဝီကတိုင်းတွေရှုမယ်ဆိုရင်မြေကြီးမှာအဝန်းဝိုင်းတွေလောက်ပြီးတော့ရှုရတယ်ဒီလိုပစ္စည်းဝတ္ထုတွေကိုပြုပြင်စရာမလိုပဲနဲ့မွေးဒီကနေသေးသည်အထိဓမ္မရာအလျောက်ရှိနေတဲ့လေလေးကိုပဲမိမိတို့စောင့်ကြည့်နေမယ်ဆိုရင်အသေစနာကောစသွန်လောင်ထက်ဆွဲသောပရိကံစသောအကြောင်းတစ်ပါးလည်းမရှိဒုက္ခဝိဟာရောစချမ်းသာစွာနေထိုင်ရကြောင်းတရားလည်းဖြစ်ဒီလေလေးကိုစောင့်ကြည့်နေမယ်ဆိုရင်ဒုက္ခဝိဟာရောစချမ်းသာစွာနေထိုင်ရတဲ့တရားကောင်းမယ်တဲ့မြတ်စွာဘုရားသခင်ကိုတော်တိုင်အာမခံထားတဲ့အတွက်ဒီတရားကိုတကယ်အားထုတ်ခဲ့တဲ့အရှင်ပက္ကုတာတိအမျိုးကောင်းသားဘလောက်အထိနောက်ပိုင်းမှာချမ်းသာသွားတယ်ဆိုတဲ့အကြောင်းလေးတွေကိုတော့ညကြမှာပဲဆက်နာရမှာပေါ့ဒုက္ခဝိဟာရောစချမ်းသာစွာနေထိုင်ရကြောင်းတရားလည်းဖြစ်မြတ်စွာဘုရားသခင်အာမခံထားတယ်မြေကြီးလက်ခတ်ပြီးမလွယ်ချမ်းသာတဲ့တရားပဲတရားအားထုတ်လို့မိမိတို့ကမချမ်းသာတော့ဘူးဆိုရင်တော့မိမိတို့ရဲ့လုံနာဝရိယတစ်ခုခုလိုအပ်နေပြီရှုနိမှန်နိတစ်ခုခုမှားနေပြီဒါကြောင့်မလို့ဒီနေ့တစ်ချိန်အ ਨੇ ဆုံးတရားလျှောက်ဖို့ကမ္မထမ်းဆရာတွေရှိပါတယ်ကမ္မထမ်းဆရာတွေနဲ့ညှိနှိုင်းပြီးတရားအားထုတ်သွားရမယ်ဒီနေရာလေးမှာဦးဇင်းတို့ဖောက်တော့ရမှာအမျိုးသမီးသီလရှင်တွေလည်းပဲတရားစစ်ကမ္မထမ်းဆရာပွဲဆိုပြီးဖောက်ဆရာတော်ဘုရားကြီးကိုယ်တိုင်ဖွဲ့ပေးထားပါတယ်ထိုအမျိုးသမီးတွေလည်းပဲစရထဘိက္ခဝေစာရိကံနဲ့ခရီးဒေသဇာတိလှည့်လဲပြီးတရားပြကြတယ်သာသနာလင်းအောင်ကြီးဆရာတော်ဘုရားကြီးတို့အကူကြီးတောင်းတဲ့အတွက်ဆရာလေးဇာနာရတိတို့တွားရောက်ပြီးတော့ပေါင်းတယ်တို့ခင်ဦးတို့မှာတွားပြီးတရားပြတယ်အချို့တလေနေရာတွေမှာဆိုရင်ရက်ပိုင်းအတွင်းမှာပင်လျင်သရုပ်ထဇံအထိရောက်တဲ့ပုံကိုယ်တွေ20လောက်အထိရှိတယ်တဲ့ဒါဆိုရင်ဒီလိုရွာငယ်လေးတွေမှာပင်လျင်ပြုတ်လုပ်တဲ့တရားစခန်းလေးတွေမှာဒီလောက်အထိအောင်မြင်နေမယ်ဆိုရင်ဒီပရိသတ်ကြားတွေကအနည်းဆုံးသရုပ်ထဇံအထိရရှိတဲ့ပုံကို20လောက်မှမထွက်ဘူးဆိုရင်ဥပဇင်းတို့ဒီပွဲအရှုံးထွက်မသွားနိုင်ဘူးလားထွက်သွားနိုင်တယ်ဒါကြောင့်မလို့ဒီယောဂီတွေက20တဲ့မနေ့ရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်ကလေးတွေနဲ့ကြိုးစားပေးကြပါအဲ့ဒီမှာတရားအကူကြီးပြီးပြသခွင့်ရခဲ့တဲ့ဆရာလေးဇာနာရတိတို့ဟာဒီမှာဖောက်အောင်မှလည်းပဲနှစ်ပေါင်းများစွာအကူကြီးပြီးတရားပြနေတဲ့ယောဂီတွေဖြစ်တဲ့အတွက်ဒီနေ့မှာကမ္မထမ်းဆရာဟောင်းဖြစ်နေတဲ့ဆရာလေးအမတနဲ့တွဲပြီးတော့သူတို့မေတ္တာဝိဟာရီမှာဆက်လက်ပြီးတော့တရားပြပေးပါလိမ့်မယ်ဒါကြောင့်မလို့ယောဂီအပေါင်းသူတော်ကောင်းတွေအနေနဲ့လည်းပဲဒီဆရာလေးတွေနဲ့အမျိုးသမီးအချင်းချင်းတိုင်ပင်ညှိနှိုင်းပြီးတော့မိမိတို့ကြိုးစားပွားများအားထုတ်ဖို့အခက်အခဲတွေရှိရင်သို့မဟုတ်ဥပဇင်းတို့ရဲ့အကူအညီကိုလိုချင်ရင်ကြိုက်တဲ့အချိန်ဥပဇင်းတို့ထံမှာလာရောက်ပြီးတရားလျှောက်ထားခွင့်ရှိပါတယ်ပိတ်ပင်တားဆီးမှုမရှိပါဘူးမိမိတို့ဆန္ဒအလျောက်ကြိုက်တဲ့အချိန်မှာဥပဇင်းတို့ထံမှာလာရောက်ပြီးတော့တရားလျှောက်ထားခွင့်ရှိပါတယ်လက်ရှိတိုင်းတာအမျိုးသမီးပရိသတ်အနေနဲ့ဒီလိုသာသနာကိုကြဲကြဲပြန့်ပြန့်လေးကူညီပြီးတော့တရားပြသပေးစေခြင်းနဲ့စိတ်ဓာတ်ဥစဉ်ရှိပါတယ်ဒါဟာမြတ်စွာဘုရားသခင်လက်ထက်ကလေးကပဲရှိခဲ့ပါတယ်မြတ်စွာဘုရားသခင်လက်ထက်ကလေးကပဲအမျိုးသမီးတွေကဓမ္မဂတိကအယာမဧတတိရခဲ့တဲ့ဓမ္မဒိဏတို့စသည်အပြင်ကျွန်းအမျိုးသမီးလေးဖြစ်ခဲ့တဲ့ခုတ်သုတ်တရားတို့ဟောထားတဲ့တရားကိုပင်လျင်သုတ်တံပေါင်း100ကျော်လောက်တိပိဋကဓမ္မဂန်ဗန္နာဂါရိကဆရာတော်ကြီးတွေဖြစ်ခဲ့တဲ့သတ္တဗိညာအဘိညာဉ်ယပုဂ္ဂိုလ်ကြီးတွေဖြစ်ခဲ့ကြတဲ့ပထမသံဃာယရဏတင်မထေရပင်လျင်အသိအမှတ်ပြုပြီးပြန်လဲသံဃာယရဏတင်ထားတဲ့တရားဒေသနာတော်တွေလည်းရှိတဲ့အတွက်အမျိုးသမီးတွေအနေနဲ့လည်းပဲတရားပြသခွင့်ခုခေတ်ခုကာလအချိန်ကာလဒီမှာလည်းရှိတင်ပါတယ်နိုင်ငံသားတွေမှာပင်လျင်အခုလက်ခံပြီးတော့ဆရာလေးဒီပင်ကရာတို့ဆိုနိုင်ငံအသီးသီးသွားပြီးတော့တရားပြနေတာပဲ
အခုဒီဟိုနိုင်ငံမှာလည်းအမျိုးသမီးသာသနာရိပ်သာတခုအမျိုးသမီးတွေပဲဥဆောင်ပြီးတရားပြနေတဲ့ရိပ်သာတွေရှိနေပါတယ်ဒါကြောင့်မို့လို့ဖားအောင်တော်ရမှာလည်းပဲဒီလိုစွမ်းနိုင်တဲ့ခေတ်ပညာတတ်သီလရှင်ဆရာလေးတွေရှိကြပါတယ်ဒါကြောင့်မို့လို့ဒီဆရာလေးတွေကိုအတုလိုက်ပြီးတော့နောက်ကငငယ်ရွယ်ရွယ်ခေတ်ပညာတတ်အမျိုးသမီးတွေကလည်းပဲတို့အမျိုးသမီးတွေလည်းသာသနာမှာဒီလိုစွမ်းဆောင်ခွင့်ရတယ်ဆိုတဲ့စိတ်ဓာတ်တွေနဲ့နောက်ထပ်သာသနာတွင်ကိုဝင်ရောက်ပြီးကျင့်ကြံကြိုးကိုပွားများအားထုတ်ခြင်းနဲ့စိတ်ဓာတ်တွေစံပြုနမူနာအနေနဲ့ဖြစ်စေခြင်းတဲ့အတွက်ကြောင့်မို့လို့လူကြီးလူငယ်တွေအားလုံးတွဲပြီးတော့အခုခေတ်ပညာတတ်သီလရှင်ဆရာလေးတွေဝိုင်းဝန်းပြီးတော့သာသနာပြုနေကြပါတယ်တစ်ချိန်မှာနိုင်ငံသားတွေအထိလည်းတွားရမယ်အစီအစဉ်တွေတော့ရှိနေကြမှာပါအခုလှမ်းပြီးတော့ပြင်နေကြတဲ့နိုင်ငံတွေလည်းအများကြီးပဲကိုယ့်ဘက်ကသာအင်အားဖြည့်ထားဖို့လိုတယ်အခုအစ်စ်ရောက်ရှိလာတဲ့ဆရာလေးဇာနာရတီလိုလည်းပဲဝင်ရောက်ပြီးတော့ကူညီပြီးတော့တရားစစ်ပေးပါလိမ့်မယ်ဒီလိုတရားဒေသနာတွေကိုဆရာသမားနဲ့ညှိနှိုင်းပြီးပွားများအားထုတ်ရင်တော့ဥပ္ပန္နုပ္ပန္နေစာဖြစ်ပေါ်လာတိုင်းကုန်သောဘာပကေအကုသလေဓမ္မေဇံဖြင့်မပယ်ခွာအသေးကုန်သောအကုသိုလ်တရားတို့ကိုလည်းဌာနသောအန္တရဓာပေတိတခဏချင်းအပြင်ဝုပသမေတိကွယ်ပြောက်ရုပ်သိမ့်ချုပ်ငိမ့်စေနိုင်၏အခုရှုအခုငိမ့်နဲ့တရားပါမဉ္ဇဉ်ပူဉ္ဇဉ်ရမှာငိမ့်တာမဟုတ်ဘူးဇံရမှာငိမ့်တာမဟုတ်ဘူးဒီဝင်လေထွက်လေလေးကိုအခုရှုနေရင်မလည်းအခုဇက်တိုက်ဒီစိတ်ကလေးဖြစ်နေရင်ကိလေသာတွေအခုငိမ့်နေတယ်ဒါကြောင့်မို့လို့ဥပ္ပန္နုပ္ပန္နေစာဖြစ်ပေါ်လာတိုင်းကုန်သောဘာပကေအကုသလေဓမ္မေဇံဖြင့်မပယ်ခွာအသေးကုန်သောအကုသိုလ်တရားတို့ကိုလည်းဌာနသောအန္တရဓာပေတိတခဏချင်းအပြင်ဝုပသမေတိကွယ်ပြောက်ရုပ်သိမ့်ချုပ်ငိမ့်စေနိုင်၏ဆိုပြီးတော့တရားတော်ရဲ့ဂုဏ်တော်တွေချက်ပြီးတော့ရေးပေးလိုက်လိမ့်မယ်လို့ဒီနေရာမှာတော့မှန်းမြော်ကြည့်ရတာပဲပြီးတဲ့အခါကြတော့မှယံဗုဒ္ဓသစ္ထောပရိဝဏီသူစိန်သမာဓိမာနန္တရိကညမာဟုသမာဓိနာတေနသမောနဝေစတိဣရံပိဓမ္မေယရဏံပဏိတံဧတေနသစ္စေနာသုဝတိဟောတုဗုဒ္ဓသစ္ထောသုဒ္ဓဗုဒ္ဓသာဝကဗုဒ္ဓပစ္စကဗုဒ္ဓဟုဗုဒ္ဓသုံးစုချီးမွမ်းအပ်သောသူတို့တဲ့ကဲ့သို့လုံးများအထူးသဖြင့်ချီးမွမ်းတော်မူအပ်ကုန်သောတမ္မန်တန်ဗုဒ္ဓဘုရားရှင်သည်သူစိန်ကိလေသာမြူလေးအညစ်ကြေးတို့မှကင်းဝေးစင်ပါဖြူစင်တော်မူလာသောယံသမာဓိအကျင့်အရိယာမင်းနှင့်တွဲဖက်ရှင်ပြီးသမာဓိတရားတော်မြတ်ကိုပရိဝဏီချီးမွမ်းမြောက်စားတော်မူကြလေကုန်မည်ယံသမာဓိထိုအရိယာမင်းနှင့်တွဲဖက်ရှင်ပြီးသမာဓိတရားတော်မြတ်၌အနန္တရိကံမိမိကိုယ်ပအချမ်းမဲ့ကာလ၌မုတ်ချဆက်ဆံအရိယာပုသောအကျိုးတရားကိုပေးတတ်၏ဟု၍ဗုဒ္ဓသုံးမုံကျော်ဟိဘုရားရှင်ကိုရောမြတ်ကြီးတို့သည်အာဟုတန်တာကျုသည်မိမ့်မြတ်တော်မူကြလေကုန်မည်ဒေနာသမารိနာထိုအရိယာမင်းနှင့်တွဲဖက်ရှင်ပြီးသမာဓိတရားတော်မြတ်နှင့်သမန္တုမြတ်သောဂိဉ္စီတစုံတစ်ခုသောတရားမျိုးသည်နာနောအတ္တိမရှိသည်သာလျင်သည်ဓမ္မေအရိယာမင်းနှင့်တွဲဖက်ရှင်ပြီးသမာဓိတရားတော်မြတ်၌ဣရံပိယရဏံဤမြတ်နိုးဘွယ်ရာယရဏဖြစ်သီသာဘွယ်ကြောင့်နှစ်သက်ဘွယ်ဂုဏ်တော်ပေါင်းသည်လေပဏိတံထူမြတ်လှပါပေ၏ဣတိနာသစ္စာဝေစေနာဝစီမင်္ဂလာဤသစ္စာစကားကြောင့်ဒုမာကံတရားနာပရိသတ်ပေါင်းတင်သူတော်ကောင်းတို့အားသို့ဝတိဘေးရန်ကုန်ကင်းချမ်းသာအေးမြခြင်းသည်ဟောတုမုတ်ချမသွေဖြစ်ကြပါစေကုန်သတည်းကဲအားလုံးအမျှကိုကြားရအောင်မမဘုရားတပည့်တော်ဤဤနေ့ဤရ၌ပြုလုပ်ရသောကောင်းမှုကုသိုလ်ဤအဖို့ဘာကကိုအသိင်ကုန်သောတတ္တဝါအပေါင်းတို့အားအမြဝေဝေပါ၏ထိုတတ္တဝါအပေါင်းတို့သည်ကျွန်ုပ်တို့နှင့်အတူထမ်းမြရကြသည်ဖြစ်၍ဝမ်းသာကြသည်ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သော